ဇလန်းရဲ့အစမှာတော့အသက်18နှစ်အရွယ်အထက်တန်းကျောင်းသူလေးတစ်ယောက်ဟာမမျှော်လင့်ပဲ8နှစ်ဆိုတဲ့အနာဂတ်အချိန်ကာလစီကိုရုတ်တရက်အချိန်ခီးသွားပြီးရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့အနာဂတ်ကိုရောက်ချင်းသူမမြင်လိုက်ရတဲ့အရာကတော့သူမရဲ့ကလေးဘဝကလေးကအမုန်းဆုံးရန်သူတော်ကြီးနဲ့အိမ်အောင်ကြနေတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေကြီးကိုမယုံနိုင်လို့သူမတစ်ယောက် character ပြောက်ပြီးဟားတိုက်ရင်မောမိမလို့တော့ဖြစ်သွားခဲ့တာပါ။ဒါပေမဲ့လည်းအမုန်းဆုံးရန်သူဖြစ်ခဲ့တဲ့သူမရဲ့ခင်ပွန်းကချစ်စရာကောင်းတဲ့သားလေးကိုပွေ့ချပြီးစော့ကစားနေတာမြင်လိုက်ရတဲ့အချိန်မှာတော့ဟာအော်ငါတို့မိသားစုလေးကတကယ်ကိုပျော်စရာကောင်းတဲ့မိသားစုလေးပါလားဆိုပြီးခဏတာရင်ခုန်ကြည့်နူးမိသွားခဲ့ပါတယ်။ဒါပေမဲ့တကယ်ချင်းတို့ရေသူမထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး။တကယ်တော့အနာဂတ်ကသူမရဲ့ခင်ပွန်းဟာသူမကိုအသေးအတန်မုန်းတီးနေခဲ့တာပါ။အကြောင်းရင်းကတော့အနာဂတ်မှာရှိတဲ့သူမကိုယ်တိုင်ကဖောက်ပြန်တတ်တဲ့ကိုဘဝကိုဖျက်ဆီးနေတဲ့မိန်းမတစ်ယောက်ဖြစ်နေလို့ပါပဲ။သူမဟာနေတိုင်းမိတ်ကပ်တွေအထူးကြီးပြင်ပြီးခင်ပွန်းဖြစ်သူထက်ရုပ်ရည်ကောစီးစိမ်မှာဘာတစ်ခုမှမသားတဲ့ဆင်းရဲတဲ့ကောလိပ်ကျောင်းသားလေးတစ်ယောက်ကိုဖျားယောင်းမှုစူးစမ်းနေခဲ့တာဖြစ်ပါတယ်။ဒီအမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာတော့သူမကိုသူမအတော်လေးဒေါသထွက်သွားပြီးဒီလောက်အောင်တန်းကြတဲ့အထိဖြစ်ပျက်သွားခဲ့တာကိုလုံးဝမယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်မို့လို့ဖြစ်ကြောင်းကုန်စင်ကိုစုံစမ်းမှုအတွက်ခင်ပွန်းဖြစ်သူရဲ့ driver ကိုအမြန်ဆုံးမောင်းခိုင်းပြီးမိဘတွေအိမ်ကိုပြန်ခဲ့ပါတော့တယ်။ဒါပေမဲ့သူမမိဘတွေအိမ်ကိုရောက်တဲ့အချိန်မှာတော့ဒုတိယအချိန်မြောက်အံ့ဩသွားခဲ့ရပြန်ပါတယ်။တစ်ချိန်ကစိန်ခံပြီးလာအင်ကြီးနဲ့ချင်းချမ်းသာသာနေခဲ့တဲ့မိဘနှစ်ပါးဟာအခုချိန်မှာတော့ရိုင်းနေတဲ့အိမ်အိုကြီးထဲမှာစင်စင်ရဲရဲရုန်းကန်နေရတာကိုတွေ့လိုက်ရလို့ပါပဲ။သူမတကားခောက်လိုက်တဲ့အချိန်မှာဖခင်ဖြစ်သူကမယုံနိုင်တော့အောင်ထိတ်လန့်သွားခဲ့ပေမဲ့ခဏနေတော့မှအိမ်ထဲကိုပြေးဝင်ခဲ့ပါတယ်။အဲ့ဒီမှာတင်သမီးဖြစ်သူကအမှန်တရားအလုံးကိုတီးခွင့်ရလိုက်ပါတော့တယ်။တကယ်တော့မင်္ဂလာမဆောင်ခင်တုန်းကသူမနဲ့ခင်မုန်းဖြစ်သူဟာအသက်ထက်မကအရန်ချစ်ခဲ့ကြတာပါ။ဒါပေမဲ့တားလေးမွေးပြီးတဲ့နောက်မှာတော့သူမရဲ့စိတ်ဓာတ်တွေကရုတ်တရက်ပြောင်းလဲသွားပြီးမိဘတွေငွေကြေးထောက်ပံ့ပေးထားတဲ့ကောလိပ်ကျောင်းသားလေးကိုအယူအမှုဆွဲလန်းသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကောင်လေးကိုတန်ရုံးစင်ကြီးလို့မိဘပိုင်ပိုင်ဆိုင်မှုအားလုံးကိုလွှဲပေးဖို့အထိအတင်းအကျပ်ဖိအားပေးခဲ့တာကြောင့်မိဘတွေခင်ဗျာအင်ကြီးအိမ်ကောင်းကိုရောင်းပြီးဒီလိုဒုက္ခရောက်တဲ့အထိဖြစ်သွားခဲ့ရတာပါ။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့သူမဟာကိုအတော်လေးယူရှာမိသွားပြီးဘဝကိုအဆုံးစီရင်ဖို့အထိတွေးမိသွားခဲ့ပေမဲ့မိဘတွေကဝိုင်းထားခဲ့ကြပါတယ်။ဒါအပြင်သူမရဲ့ခင်မုန်းဖြစ်သူဟာရောက်ခမတွေအတွက်အိမ်အသစ်တစ်လုံးပြန်ဝယ်ပေးဖို့လုပ်ခဲ့ပေမဲ့မိဘတွေကတိတ်ခါရှိရှိနဲ့ညှင်းပယ်ခဲ့ကြတယ်ဆိုတာကိုပါသိလိုက်ရတဲ့အခါခင်မုန်းဖြစ်သူရဲ့မုံမြတ်မှုကိုပိုပြီးနားလည်သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ချမ်းသာပြီးအရှိန်အဝါရှိတဲ့ခင်မုန်းဖြစ်သူဟာဇနီးဖြစ်သူရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုတန်တရားဝင်ပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်ပါတော့တယ်။အဲ့ဒီလိုစုံစမ်းရင်းနဲ့ဇနီးဖြစ်သူဟာရှန်ဟိုင်းမြို့ကကိုသွားမဲ့လက်မှတ်တစ်စောင်ဖြတ်ထားတာကိုတွေ့ရှိသွားခဲ့ပါတယ်။ပိုပြီးစိတ်လှုပ်ရှားမှုကောင်းတာကအဲ့ဒီကောလိပ်ကျောင်းသားလေးကလည်းရှန်ဟိုင်းကိုသွားမဲ့လက်မှတ်ကိုပဲတစ်ချိန်နဲ့ဖြတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ခင်မုန်းဖြစ်သူကသူတို့နှစ်ယောက်ကိုရမှာဆက်ပြီးဖောက်ပြန်ဖို့ကြံစည်နေကြပြီဆိုပြီးဒေါသတကြီးနဲ့အချိန်ပြေးဆောင်ကြည့်ဖို့ပြင်ဆင်ပါတော့တယ်။ဒါပေမဲ့အနာဂတ်ကိုရောက်နေတဲ့18နှစ်အရွယ်ကောင်မလေးကတော့အနာဂတ်ကသူမဟာအဆိုတော်အန်နန်ရဲ့နှုတ်ဆက်ပွဲဖျော်ဖြေပွဲကိုတက်ရောက်ဖို့စီစဉ်ထားခဲ့တာကိုရိပ်မိသွားပါတယ်။ဒါကြောင့်ဒီတစ်ချိန်မှာတော့အမားတွေကိုပြင်ဆင်နိုင်ဖို့နဲ့အမှန်တရားကိုသိနိုင်ဖို့အတွက်သားလေးကိုပါအမြန်ခေါ်ပြီးရှန်ဟိုင်းမြို့ကဖျော်ဖြေပွဲစီကိုထွက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ဖျော်ဖြေပွဲကိုရောက်တဲ့အချိန်မှာတော့သူမလုံးဝမမျှော်လင့်ထားပဲအတိတ်ကသူမအယူမူလိုက်လံပတ်သက်ခဲ့တဲ့အဲ့ဒီကောလိပ်ကျောင်းသားလေးနဲ့မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ဆုံမိသွားပါပြီ။